အားလုံးပဲဒီလိုမျိုးကြုံဖူးကြမှာပါတကားလက်ကင်လိုမျိုးတက်တုတစ်ခုခုကိုတွားကင်လိုက်တဲ့အခါလက်မှာစက်ခနဲ့ဖြစ်သွားတာဒါမှမဟုတ်အေးရိတာဒီမှာစွာတန်ကြီးချွတ်လိုက်ရုံစံပင်တွေထောင်ထလာတာမျိုးပေါ့အေးဒါဒီအားလုံးကလေနေ့စဉ်ဘဝမှာရှိနေတယ်ဒါပေမဲ့တိတ်တတိမထားမိတဲ့လွတ်ဖွင့်စွမ်းအားတစ်ခုကြောင့်ဖြစ်နေတာပါကဲဒီနေ့တော့အဲ့ဒီမမြင်ရတဲ့စွမ်းအား static electricity ဆိုတာဘာလဲဆိုတာကိုအတူတူအဖြေရှာကြည့်ကြရအောင်ဟုတ်တယ်ဒီမေခွန်းကကြော်များများတွေးထူကြမှာပါမိုးပြန်ဘူးပေါင်းတစ်လုံးကိုတိုးမွေးအင်ဂျင်နဲ့ခဏလေးပုတ်လိုက်တယ်ပြီးတော့နန်းရံမှာကတ်လိုက်တာနဲ့ဖွင့်ဆိုကတ်သွားရောမျက်နှာကျမတော့ကတ်နေသေးတယ်ဘလို့ဖြစ်လို့တန်လိုက်ကြီးလို့ဖြစ်သွားရတာလေဒီလိုရိုးရိုးရှင်းရှင်းလေးလို့ထင်ရတဲ့ဖြစ်ရရဲ့နောက်ကွယ်မှာတကယ်တော့စိတ်ဝင်စားစရာတစ်ပင်ပညာရည်ဒီရှိနေပါတယ်ကဲကျွန်တော်တို့ရဲ့ပဟေးလီကိုအပြည့်ရှာဖို့ခရီးစားလိုက်ကြအောင်ဟုတ်ပြီဒီစွမ်းအားကဘယ်ကနေဘလို့စဖြစ်လာတာလဲဆိုတာသိရဖို့ကျွန်တော်တို့အတိတ်ကိုခဏလောက်ပြန်သွားကြည့်ဖို့လိုပါပြီအရင်ကတိပံပညာရှင်တွေကရောဒီလိုထူးထူးဆန်းဆန်းကတ်လိုက်တွန်းလိုက်ဖြစ်နေတဲ့အဖြစ်အပျက်တွေကိုဘယ်လိုများစပြီးသတိထားမိခဲ့ကြတာလဲတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်လွန်ခဲ့တဲ့ရောင်စုနှစ်တည်းတုန်းကပေါ့စူးစမ်းလေ့လာသူတွေကပစ္စည်းတချို့ကိုပုတ်တိုက်လိုက်တဲ့အခါမှာထူးထူးဆန်းဆန်းပဲတစ်ခုနဲ့တစ်ခုဆွဲငင်နေကြတာကိုစပြီးတော့သတိထားမိလာပဲဥပမာပြောရရင်ဖန်ချောင်းတစ်ချောင်းကိုပိုးစားလေးနဲ့ပုတ်လိုက်တဲ့အခါအဲ့ဒီဖန်ချောင်းနဲ့ပိုးစားကတစ်ခုကိုတစ်ခုကပ်နေတော့တာပဲဆိုတော့ဒါကကျွန်တော်တို့ရဲ့စုံစမ်းမှုခရီးမှာတွေ့ရတဲ့ပထမဆုံးအရေးကြီးတဲ့တဲလွန်းစတစ်ခုဖြစ်လာခဲ့တယ်ဒါမဲ့ဇလန်မဒီမာဒီမပြီးသေးဘူးဗျာပို့ပြီးတော့ရှုပ်ထွေးသွားစိတ်ဝင်စားရကောင်းသွားလာကဘာလဲဆိုတော့ပိုစံနဲ့ပုတ်ထားရဲ့ဖန်ချောင်းနှစ်ချောင်းကိုအချင်းချင်းအနာကပ်လိုက်တဲ့အခါမှာသူတို့ကဆွဲငင်မဲ့အစားတစ်ခုနဲ့တစ်ခုပြန်ပြီးတော့တွန်းထုတ်နေကြပြန်ရောဒီမာတင်ပဟေးလီကပို့ပြီးတော့နတ်နဲလာပြီပေါ့ဒီစံတမှုတွေကနေနောက်ဆုံးတော့ရှင်းရှင်းလင်းပုံစံတစ်ခုထွက်လာပါတယ်စီမင်းကြီးနှစ်ခုလိုဖြစ်နေတာပေါ့နံပါတ်1ကမတူတဲ့ပစ္စည်းတွေဥပမာဖာနဲ့ပိုးစလိုမျိုးကြတော့တစ်ခုနဲ့တစ်ခုဆွဲငင်တယ်နံပါတ်2ကတော့တူညီတဲ့ပစ္စည်းတွေဥပမာပိုးထားတဲ့ဖန်ချောင်းတစ်ချောင်းလိုမျိုးကြတော့အချင်းချင်းတွန်းကန်ကြတယ်ရိုးရိုးလေးပဲစံကျင်ဘက်တွေဆွဲငင်တဲ့ဒူရာတွေတွန်းကန်တယ်ဒါအဲ့ဒီခေတ်ကတကယ်ကိုအရေးပါတဲ့ရှာဖွေတွေ့ရှိမှုကြီးတစ်ခုပါပဲကဲဒီလိုဆွဲလိုက်တွန်းလိုက်ဖြစ်နေတဲ့ထူးဆန်းတဲ့ဖြူပြက်တွေကိုရှင်းပြနိုင်ဖို့စူးစမ်းခဲ့တဲ့သူတွေအများကြီးရှိခဲ့တဲ့အထက်မှာအားလုံးသိကြတဲ့ Benjamin Franklin လည်းတရားအပါဝင်ပေါ့သူကဒီကိစ္စကိုရှင်းပြဖို့တော်တော်လေးကိုထက်မြက်ပြီးရိုးရှင်းတဲ့ theory တစ်ခုကိုဆိုဖြူခဲ့ပါတယ် Franklin ရဲ့ idea ကဒီလိုဗျာသူကစဉ်းစားတယ်ပစ္စည်းအလုံးမှာမမြင်ရတဲ့အရေးတစ်မျိုးတည်းပဲရှိတယ်လို့သူကယူဆလိုက်တယ်ပစ္စည်းနှစ်ခုကိုပုတ်ထိုက်လိုက်တဲ့အခါမှာပစ္စည်းတစ်ခုကအဲ့ဒီအရေးကိုပို့ပြီးတော့ရသွားတယ်အဲ့လိုပိုလျံသွားတဲ့ပစ္စည်းကိုသူက positiveဒါမှမဟုတ်အပေါင်းတက်လို့ခေါ်လိုက်တယ်အဲ့ဒီအရေးကိုဆုံးရှုံးသွားတဲ့နောက်ပစ္စည်းတစ်ခုကတော့ negative ဒါမှမဟုတ်အနုတ်တက်ထိကွာတယ်ပေါ့ဒီလိုယူရှိနေတွေးခေါ်လေးတစ်ခုတည်းနဲ့အဲ့ဒီအချိန်ကတွေးရှိထားသမျှရာအားလုံးကိုရှင်းပြလို့ရသွားခဲ့တယ်သူကတိုးမွေးနဲ့ဖျောင်းကိုပို့ကြည့်တဲ့အခါမှာပေါ့ကျန်တဲ့တိုးမွေးကချောင်းမွေးတဲ့ဖျောင်းစီကနေအဲ့ဒီမငင်ရတဲ့အရေးကိုဆွဲယူလိုက်တယ်လို့ယူဆခဲ့တယ်အဲ့ဒါကြောင့်မလို့အရေးပိုလျံသွားတဲ့တိုးမွေးကို positive လို့နာမည်တက်လိုက်ပြီးအရေးရော့သွားတဲ့ဖျောင်းကိုတော့ negative လို့သူကသတ်မှတ်ခဲ့တာဖြစ်ပါတယ် Franklin ရဲ့ theory ကတော်တော်လေးကိုအလုပ်ဖြစ်ခဲ့ပေမြင့်အဓိကကျတဲ့မိခွန်းကြီးတစ်ခုကတော့ကြံနေခဲ့တော့ပါအဲ့ဒီသူပြောနေလေမမြင်ရတဲ့အရေးဆိုလာကြီးကတကယ်တော့ဘာကြီးလဲအဲ့ဒီအဖြေကိုသိရဖို့အတွက်ကတော့နောက်ထပ်နှစ်ပေါင်းများစွာစောင့်ခဲ့ရပါတယ်ဟုတ်ပါပြီဖေလီရဲ့အရေးအကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒီပစ္စည်းတစ်ခုကနေတစ်ခုကိုကူးပြောင်းနေပါတယ်ဆိုရက်မမြင်ရတဲ့အရာအဲ့ဒါတကယ်တော့ပါလေနောက်ဆုံးတော့တိပံပညာရှင်တွေအဖြေရှာတွေ့သွားခဲ့ပါပြီအဲ့ဒါကတော့ electron ပါပဲဟုတ်ပါတယ် Franklin ပြောခဲ့တဲ့အရေးဆိုတာတကယ်တော့ electron လို့ခေါ်တဲ့အင်မတန်မှတင်းငယ်တဲ့အမွှန်းလေးတွေစုစည်းနေတာဖြစ်ပါတယ်သူတို့ကိုယ်တိုင်ကအနုတ္တကိုတည်ဆောင်ထားတဲ့အဓိကတရားခံနေပါပဲ Okay electron ကဘလို့အလုပ်လုပ်တယ်ဆိုတာကိုတဲတဲချာချာနားလည်ဖို့ဆိုရင်တော့ကျွန်တော်တို့ဟာ DPC အားလုံးရဲ့အခြေခံအကျဆုံးအုံမြင့်ချစ်တဲ့ atom ရဲ့အတွင်းထက်ကိုခြေပြီးကြည့်ဖို့လိုလာပါပြီ atom တစ်ခုရဲ့အတွင်းပိုင်းကိုကြည့်လိုက်ရင်အဓိကအမုံ၃မျိုးတွေ့ရပါမယ်အလဲဘဟုမှာ nuclear ဆိုတာရှိရဲ့အဲ့ဒီထဲမှာအပေါင်းတက်ဆောင်တဲ့ proton နဲ့ဓာတ်မဲ့ neutron တွေကတော်တော်လေးတင်းတင်းကြပ်ကြပ်ချီနှောင်ထားလာမို့နေရာကနေမရွေ့နိုင်ပါဘူးဒါပေမဲ့အဲ့ဒီ nuclear ရဲ့အပြင်ဘက်မှာလဲပတ်နေရဲ့အနုတ်တက်ဆောင် electron တွေကတော့သူတို့ကလွတ်လွတ်လပ်လပ်ရွေ့လျားလို့ရတယ်အဓိကအချက်ကဒါပါပဲတခြားဟာတွေအကုန်ငြိမ်နေပေမဲ့ electron တွေကရွေ့လျားနိုင်တယ်အခုဆိုရင်တော့အားလုံးကပုံစံကျသွားပါပြီပစ္စည်းနှစ်ခုကိုပုတ်တိုက်လိုက်တဲ့အခါမှာဖြစ်လာတဲ့စွမ်းအင်ကလည်းအဲ့ဒီအပြင်မှာလွတ်လွတ်လပ်လပ်လေးပတ်နေတဲ့ electron တွေကိုပစ္စည်းတစ်ခုရဲ့ atom တွေကနေနောက်ပစ္စည်းတစ်ခုရဲ့ atom တွေစီကိုခုန်ကိုးသွားကိုလုံလောက်တဲ့အားကိုပေးလိုက်တာပါပဲဆိုတော့ static electricity ဆိုတာတကယ်လို့ဘာမှမဟုတ်ဘူး
electron နေနေရာပြောင်းတာကိုပြောတာပါပဲ ဒီရက်ဆက်စွမ်းဘလောက်တောင်အားဖြင့်လဲဆိုတာကိုနည်းနည်းလောက်မြင်အောင်ကြည့်ကြရအောင်ဒါတက်ကူလောင်စီတဲဆောင်ထားတဲ့အရာနှစ်ခုကိုတက်မီတာကွာမှာထားလိုက်ရင်သူတို့ကြားမှာဖြစ်ပေါ်လာမဲ့တွန်းကန်အားဒါမှမဟုတ်ဆွေးငင်အားကညူတန်တန်း9000ရှိပါတယ်အဲ့ဒါဘလောက်များလဲဆိုရင်ကမ္ဘာအကြီးဆုံးလင်းတင်မောကြီးကိုတောင်အသားလေးမတင်နိုင်တဲ့စွမ်းမျိုးပါတို့တော့ကိုအားဖြင့်တာနော် ဟုတ်ပြီခဏကပြောတဲ့ကူလုံးဆိုတာဘာလဲလို့မေးစရာရှိလာနိုင်ပါတယ်တက်အားတက်ကူလုံးဆိုတာကလေ electron အရေးအတွက်ဘယ်လောက်များလဲဆိုရင်6နောက်က380လုံးပါစိတ်ကူးနဲ့တော့လိုက်လို့မမီအောင်များပြားတဲ့အရေးအတွက်ပါတကဘာလုံးကကန်းချီဒီပေါ်မှာရှိတဲ့တဲပွင့်အရေးအတွက်အားလုံးပေါင်းတာထက်တောင်များပါသေးတယ် ကဲအခုဆိုရင်တော့ကျွန်တော်တို့သိလာခဲ့တဲ့အချက်လက်တွေအားလုံးကိုပြန်စူးစီးပြီးတော့အစားကလေးကမေးခဲ့တဲ့မေးခွန်းကိုအဖြေပေးဖို့အချိန်တန်ပါပြီ static electricity ဆိုတာတကယ်တော့အရှင်းဆုံးပြောရရင်ပစ္စည်းတွေကြားမှာ electron အရေးအတွက်မညီမျှတဲ့အခြေအနေကိုပြောတာပါပဲတစ်ခုမှာ electron တွေပိုလျက်နေပြီးတော့နောက်တစ်ခုမှာတော့ electron တွေလိုအပ်နေရဖို့ static ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကငြိမ်သက်နေချိန်မှာဘာလို့ဒီနာမည်ပေးရတာလဲဆိုတော့ electron တွေကပစ္စည်းတစ်ခုပေါ်ကိုရုပ်သွားပြီးရင်အဲ့ဒီနေရာမှာပဲဆက်ပြီးငြိမ်နေရလို့ပါပဲ ဒါပေမဲ့ဒီနေရာမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းရဲ့လဲပြောင်းလေးတစ်ခုရှိနေပါတယ်။မှတ်မိကြအောင်မလား Franklin ကတိုးမွေးကို positive ဖျောင်းကို negative လို့သတ်မှတ်ခဲ့တယ်လေ။တူထနာကအရေးတွေကတိုးမွေးကလေဖျောင်းစီကိုစီးသွားတယ်ပေါ့။တကယ်တမ်းကျတော့အတိအကျပြောင်းပြန်ကြီးဖြစ်နေရဗျာ။အနုတ်တက်ဆောင်တဲ့ electron တွေကဖျောင်းကနေတိုးမွေးစီကိုရောက်သွားတာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာသူပေးခဲ့တဲ့ positive နဲ့ negative ဆိုတဲ့နာမည်တွေကတိတ်ပါလောကမှာအယံကိုအသုံးတွင်ကျသွားပြီးဖြစ်လို့ဒီနေ့ထိအဲ့ဒီမာရွေးနဲ့အခေါ်အဝေါ်ကိုပဲဆက်ပြီးသုံးနေကြရတော့ပါပဲ static electricity ကမူးပြန်ပူပေါင်းကစားတာတို့လက်ကိုစက္ကနဲ့ဖြစ်တာတို့အပြင်တကယ်တမ်းအသုံးဝင်တဲ့နေရာတွေလည်းရှိပါသေးတယ်ဥပမာမိတူကူဆက်တရဲ့ဤပညာနောက်ပြီးလေးတန့်စင်ဆက်တချို့မှလည်းဒီနေရာမှာကိုပဲအသုံးချထားတာပါတိပန်စံပတ်ခန်းတွေမှာတုံးတဲ့ Van de Graaff generator တွေဆိုရင်လည်းဒါပါပဲဒါပေမဲ့အမှန်တိုင်းဝန်ခံရရင်တော့ကျွန်တော်တို့အများစုတို့ကတော့နေစဉ်ဘဝမှာကြုံရတဲ့အနောက်ရက်လေးတစ်ခုအဖြစ်နဲ့ပဲပို့ပြီးယဉ်နီးကြတာပေါ့ ကဲဒီနေ့တော့အဆုံးမသက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့ခုနတွေကပြောလာတာစန့်ကျင်ပတ်သက်တွေကအချင်းချင်းဆွဲငင်ကြရီဆိုအဲ့ဒါဆိုရင် atom တစ်ခုရဲ့အလဲဘဟိုကအပေါင်းတက်ဆောင် nucleus ကသူ့ပတ်လည်မှာလဲ့နေတဲ့အနုတ်တက်ဆောင် electron တွေကိုဘာဖြစ်လို့သူ့စီကိုဆွဲမသွဲလိုက်တာလဲဘာလို့ဒီ electron တွေက nucleus ကိုဝက်ဦးရဲ့ပုံစံနဲ့ထိုးမွန်သွားကြတာလဲအဲ့ဒီအဖြေကတော့ပို့ပြီးတော့နက်နဲတဲ့ quantum မျိုးပါဗေဒ quantum physics ဆိုတဲ့ကဘာကြီးတဲ့ကိုရောက်သွားမှာဖြစ်လို့အဲ့ဒီအကြောင်းကိုတော့ note တင်တက်ချန်ထားခဲ့ပါစေ